ငါဟာပြစ်သားပါငါဟာမထိုက်တန်တော့သူပါငါဟာလုံးဝမထိုက်တန်တော့သူဖြစ်ပါတယ်ငါဟာအဖြစ်အင်မတန်မှများတယ်စတဲ့အတွေးခေါ်စတဲ့ခံစားချက်ကမိတ်ဆွေတင့်ကိုမလဲစားစေနဲ့လို့ကျွန်တော်ပြောချင်တယ်တင့်ကိုပြည့်ညက်တရားအဖြစ်တော်၎င်းလူကတော့တင့်ကိုဒီလိုပဲပြောမှာဖြစ်ပါတယ်တင်ဟာအပြစ်များတဲ့သူတင်ဟာမစုံလင်တဲ့သူလူတွေတင့်ကိုဒီလိုအပြစ်တင်တဲ့အတွက်ကြောင့်တခါတလေမှာတင့်ကိုတင်လဲဟာဟုတ်တယ်ကွာငါသူတို့ပြောတယ်လို့ပဲငါမစုံလင်တဲ့သူငါအပြစ်သားပဲငါဟာမထိုက်တန်တော့သူဖြစ်တယ်ဆိုတော့သူတို့ရဲ့စကားပေါ်မှာတင်တကယ်ဟုတ်တယ်လို့တင်မခံယူလိုက်ပါနဲ့မိတ်ဆွေဒီကနေ့ဘုရားသခင်ရဲ့အမြင်မှာယေရှုခရစ်တော်ရဲ့အထဲမှာတင်ရဲ့ဖြစ်ခြင်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်အနေငယ်ပြောပြမှာဖြစ်ပါတယ်တင်ဟာမထိုက်တန်တော့သူမဟုတ်ပါဘူးတင်ဟာထိုက်တန်တော့သူဖြစ်ပါတယ်တင်ဟာအပြစ်သားမဟုတ်ပါဘူးတင်ဟာဖြောင့်မတ်တန့်ရှင်းပြီးတော့တခါမှအပြစ်မလုပ်ဖူးတဲ့ဘုရားရဲ့သားတန့်ရှင်းတော့သူဖြစ်ပါတယ်ဟာလေလုယာဘုရားရဲ့အမြင်မှာဖြစ်ပါတယ်ချစ်တော်ညီကိုမောင်နှမတို့ယေရှုခရစ်တော်ရဲ့ဖြောင့်မတ်ခြင်းဝတ်လုံကတင့်ကိုရရှိစေပြီးတင့်ကိုလုံခြုံဆောင်ဝတ်ဆင်စေပြီးဖြစ်ပါတယ်နိကော9:20နဲ့တစ်ထဲမှာဗာပြောလဲအပြစ်မရှိတဲ့သူကိုငါတို့အတွက်ကြောင့်အပြစ်ရှိတော်သူဖြစ်စေပြီးဘာကြောင့်လဲငါတို့ကဘုရားသခင်ရဲ့ရှေ့မှာယေရှုအဖြစ်ဖြောင့်မတ်တော်သူဖြစ်ဖို့အတွက်ဖြစ်ပါတယ်ဒါကြောင့်ဘုရားသခင်ရဲ့ရှေ့မှောက်မှာကျွန်တော်တို့ရဲ့ဖြောင့်မတ်ခြင်းကဘယ်လောက်ထိဖြောင့်မတ်တယ်လဲဆိုရင်ယေရှုခရစ်တော်ရဲ့ဖြောင့်မတ်ခြင်းကိုရရှိထားတာဆိုတော့မိတ်ဆွေတင်စဉ်းစားကြည့်ပါယေရှုခရစ်တော်မှာအပြစ်ရှိသလားမရှိဘူးအဲ့တော့ယေရှုခရစ်တော်ရဲ့ဖြောင့်မတ်ခြင်းကိုတင်ရရှိထားတဲ့အတွက်ကြောင့်ယေရှုခရစ်တော်ရဲ့ဖြောင့်မတ်ခြင်းဝတ်လုံကိုတင်ဝတ်ဆင်ခြင်းကိုခံရတဲ့အတွက်ကြောင့်တင်ဟာယေရှုခရစ်တော်နည်းတူတင်ဟာဖြောင့်မတ်တော်သူဖြစ်ပါတယ်ဒီအရာကဒီဖြောင့်မတ်ခြင်းဝတ်လုံကကဘာဦးကျမ်းတဲ့ကအာဒံနဲ့အေဝဖျားစကားနားမထောင်ဘဲနဲ့မူရဲ့စကားနားထောင်လိုက်တဲ့အခါမှာဖျားသခင်ကသူတို့ကိုတရိษံတကောင်တက်ပြီးတော့တရိษံရဲ့တည်ရည်ကိုသူတို့ဝတ်စေပါတယ်သူတို့ကပထမတော့သူကတင်မောတဖန်ရွက်အားဖြင့်သူတို့ရဲ့အရှက်ကိုဖုံးဖို့အတွက်သူတို့ကြိုးစားကြတယ်ဒါပေမဲ့အဲ့ဒီအရာကရေရှည်မခံပါဘူးအဲ့ဒါခဏတာဖြစ်ပါတယ်အဲ့ထိုအရာကယနေ့ကျွန်တော်ရဲ့ကြိုးစားခြင်းအဖြစ်မိမိရဲ့မပြည့်စုံမှုမိမိရဲ့အရှက်ကိုဖုံးတဲ့ယနေ့ဘာသာရေးကိုပုံဆောင်ပါတယ်ဒါပေမဲ့ယေရှုခရစ်တော်အဖြစ်ပြင်ဆင်ထားပေးတဲ့ထိုတည်ရည်ဒီလုံခြုံစိတ်ချရတဲ့တည်ရည်ဖြစ်ပါတယ်တင်းရဲ့အဆက်ကိုကောင်းကောင်းဖုံးနိုင်ပါတယ်တင်းရဲ့အပြစ်တွေကိုအားလုံးကိုဖုံးပြနိုင်တဲ့တည်ရည်ဖြစ်ပါတယ်အဲ့ဒါယေရှုခရစ်တော်အဖြစ်ရရှိတဲ့ဖြောင့်မတ်ခြင်းဖြစ်ပါတယ်တင်းရဲ့ယေရှုခရစ်တော်အဖြစ်ထိုက်တန်တော်သူဖြစ်ပါတယ်အဲ့တော့တင်းရဲ့အတွေးခေါ်တွေတင်းရဲ့အယူအဆတွေတင်းရဲ့ခံစားချက်ကတင်းကိုမလှည့်စားစေနဲ့ပတ်ဝန်းကျင်တွေကလူတွေရဲ့စကားတန်ကိုတင်းအဟုတ်မထင်လိုက်ပါနဲ့ယေရှုခရစ်တော်ရဲ့အထဲမှာတင်းဟာထိုက်တန်တော်သူဖြောင့်မတ်တော်သူဖြစ်ပါတယ်တင်ဟာငါဟာအပြစ်သားငါအပြစ်သားအများတယ်ဆိုတဲ့ခံစားချက်ကတင့်ကိုလုံးဝမလဲစားစေနဲ့တင်ဟာအပြစ်သားမဟုတ်ပါဘူးတင်ဟာဖခင်ရဲ့သားဖြစ်ပါတယ်ဖခင်ရဲ့